ဒီနေ့ကတော့လက်ဖက်သမင်းကိုကျက်ဥပန်ကေလေးကိုကြောက်နဲ့စီဖူးနဲ့ကြောက်ထားတဲ့ကျက်ဥပန်ကေလေးရဲ့ကော်ပီလေးရဲ့တောက်ပါမယ်ရှင်လက်ဖက်သမင်းနဲ့ကျက်ဥကြော်နေရလိုက်ဖက်နေမှုပေါ့ဘယ်တော့ဖြစ်ဖြစ်ကျက်ဥတိကူနဲ့ကြော်ထားပန်ကေပုံစံမျိုးလက်ဖက်သမင်းကိုကြာကလော်ဒီနဲ့ဆက်ဆက်လေးစီဖူးနဲ့ကျက်ဥကကြာစိတ်စိတ်လေးဆိုတော့တရားလိုက်ပါပါတယ်မเป็นตัวป้าเราอย่างนี้ก็อย่าง